Hello guys ဒီနေ့ကတော့အပင်လေးရဲ့တစ်ပတ်အကြာ update ဖြစ်ပါတယ်စုပ်တာလေးဆိုရှင်အပေါ်မှာအများကြီးပွားလာတယ်ပြီးတော့သူ့ရဲ့အမြင့်တွေဆိုရင်တော်တော်ကြီးကိုရှိလာတယ်ပင်လေးဆိုလို့ရှင်တော်တော်ကြီးကိုရှိလာရေရောင်ထပ်ဖြည့်လိုက်ရပါတယ်သူ့ဟာဆိုတော်တော်ကြီးကိုတန်လာတယ်ပေါ့နော်အရန်ရှိညာနဲ့ထပ်ပွားအောင်ညှပ်ပြီးတော့ဘီနာမှာထပ်ဆိုင်လိုက်ပါသေးတယ်ဒီပင်ကတော့တိတ်ပြီးတော့အချင်းကြီးတော့တိတ်မကောင်းဘောနော်ဒါပေမဲ့သူကအောက်မှာအရွက်သီးလေးရောထပ်ထွက်လာတယ်ထပ်ပြီးတော့ကြီးလာတယ်ဒါပေမဲ့အပေါ်ပိုင်းကဝယ်လာတော့အရွက်ဒီကြောင်ဝါကုန်နေပေါ့နော်ဒါလေးကနည်းနည်းလေးပဲရှိလာတယ်အရွက်လေးမှာအဲ့လိုဖုန်နေရောတက်နေဟာတာမန်မဲလာတော့မသိဘူးโอเคသူကတော့ပင်ကန်လေးကိုရီးလေးထပ်ထည့်ပါတယ်အခုဆိုကန်ထဲမှာအပင်က၅မျိုးပဲရှိရပါတော့နော်အဲ့တော့နောက်ထပ်ဘာအပင်လေးစိုက်တင်လဲဆိုတာ recommend လေးပြကြပါဦးရှင်ဘိုင်